ရှောင်လို့မရတိတ်လို့မရလုံနေရတဲ့လုပ်ငန်းတွေရမြန်မာပြည်မှာဆိုရင်ပို့ပြီးတော့တမ္မာအာဇီဝမကြောက်ဒါကြောင့်ဘုန်းကြီးတို့တခါကိုရီးယားကလေးတွေပြောတာမင်းတို့ဒီမှာရှာထားတဲ့ဟာတွေကတကယ်ကိုတမ္မာအာဇီဝကြတယ်လို့ကိုရီးယားမှာစက်ရုံအလုပ်တွေလုပ်ရတာဘယ်သူမှမထိခိုက်ဘူးခြေစက်ရုံတွေလုပ်တယ်ပလတ်စတစ်စက်ရုံတွေလုပ်ရအဲ့ဒီကလေးတွေရထားတဲ့15သိန်း30ကထိခိုက်မှုမရှိဘဲနဲ့ကိုယ့်အလုပ်လေးကိုတာဝန်ကြီးလို့ရတာတမ္မာအာဇီဝကြကြမှန်ကန်ရထားတာဖြစ်တဲ့တရားမင်းတို့ဒီတမ္မာအာဇီဝကြရထားတာလေတန်တရာအတွက်ယူထွက်ပို့ပြီးအကျိုးကြီးတယ်မြန်မာပြည်ပြန်လာကြည့်ပြိဿစီးပွားရေးလုပ်ငန်းကတမ္မာအာဇီဝကြတဲ့လုပ်ငန်းရှိတာများလားမရှိတာများမရှိဘူးနော်ပုံမှန်တမ္မာအာဇီဝကြလှုပ်ရှားတဲ့လူတွေစီးပွားမဖြစ်ဘူးအဲစီးပွားဖြစ်တဲ့အလုပ်တွေကဘယ်အလုပ်တွေပဲရှိလဲဆိုတော့အရက်ဆိုင်နော် KTV ဘာအလုပ်ညာဒါတွေပဲစီးပွားဖြစ်တယ်နော်ပြိဿဘုန်းကြီးထင်တယ်အိုးစီးပွားမြန်ဖြစ်ခြင်းတော့ဘီယာဆိုင်တာဖွင့်အရက်ဆိုင်တာဖွင့်စားကြတာမရှိမယ်အရက်တော့ဘုရားတော့ပတ်စံရှိတယ်နော်အရက်တော့ဘုရားတော့ပတ်စံရှိတယ်အဲ့ဒါဘီယာတော့